အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျပန်လုပ်ငန်းခွင်တွေမှာအသုံးပြုနေတဲ့တာတေခွန်တေဘာတာဘာတာအဲ့ဒီစကားလုံးလေးနှလုံးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ပေါ့နော်စကားလုံးနှလုံးရဲ့အဓိပ္ပာယ်ကတော့အလုံးရှုံနေတဲ့မအားဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပဲဖြစ်ပါတယ်ပေါ့နော်ပထမတစ်လုံးနဲ့ကတာတေခွန်တေကတော့လူကြီးတွေcustomer တွေနဲ့စကားပြောတဲ့အခါမှာအသုံးပြုတာများပါတယ်ပေါ့နော်ဂင်ဆိုင်ဂီယိုမူကတာတေခွန်တေအိုရီမတ်ဆူအခုအလုပ်တွေကအရင်အောင်လှုပ်ရှုံနေတဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးပဲဖြစ်ပါတယ်ပေါ့နော်ဒုတိယတစ်လုံးလေးနေရာကြတော့ဘာတာကတော့ဖြစ်နိုင်မယ်ဆိုရင်တော့ကိုယ်အချင်းချင်းတို့ကိုယ်ထက်ငယ်တဲ့သူတွေမှာအသုံးပြုတာကောင်းပါတယ်ပေါ့နော်အီမာဘာတာရှိတဲ့အီမဆိုငါအခုလှုပ်ရှုံနေတယ်မအားသေးဘူးဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တစ်ဖက်လူပြောတာဖြစ်ပါလေပေါ့နော်လုပ်ငန်းခွင်တွေမှာလည်းလက်ရှိအသုံးပြုနေတာဖြစ်တဲ့အတွက်ကြောင့်ဒီစကားလုံးလေးတွေကိုအသုံးပြုကြည့်ပါနော်တာတဲ့ခွန်တဲ့ရဲ့ဘာတာဖြစ်ပါလေပေါ့နော်အဆုံးထိနားထောင်မိတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲဟိုင်မတာနေ